down yeah တာတို့တီတက်တဲ့ရွှေမှာအမေတို့ဒုက္ခတွေမျိုးစုံနဲ့ကြုံတွေ့ခဲ့ရမှာပဲအမေရဲ့သားငယ်လေးအဖြစ်နဲ့တက်တာလောကထဲကိုစုံတွေ့ခဲ့ငယ်စဉ်တုန်းကတော့အမေတို့ဘာဖြစ်နေမလဲဆိုတော့စဉ်းစားမိပဲလိုချင်တာတွေစွပူစာတောင်းဆိုခဲ့မိလို့လက်သားတောင်းပဲလောကကြီးရတာတာရရနဲ့လက်ပဲနေပြီမဲ့လက်ချိုးပွားတွေ့ကြတော့ခက်ခဲတဘောတာကွယ်လက်ပြီးပြက်ဆက်သွားတဲ့ဆက်ဆက်ရေးတွေကိုလည်းပြန်တွေးမလွှဲပါနဲ့ခုဆောင်ရသည်ကရဲချမ်းတာပဲအနှွေးထက်လေးဝပြီးစိတ်ချမ်းသာအောင်နေအဲ့ဒါမှကျမ်းမပဲမချမ်းသာရင်နေအမေစိတ်ချမ်းသာဖို့ပဲအတီးကလိုတယ်လေအမေလည်းတီးတာပဲဒါတို့တွေဘလောက်ထိသူများပေါ်စိတ်ကောင်းရင်ထားတာမြစ်တမရင်တော့ပြန်ရမှာပါဒါပေမဲ့အမေမျော်လင့်ချက်တွေတန်းနိုင်ဆုံးရှော့ချမေပြုံးနေတာလေးမြင်နေရရင်ကိုတာမတ်ပေါ်ရီချခေါ်လို့မစကလုံးထဲမှာမေဆိုတာနံပါတ်1လေးပါတောက်နာခဲ့တဲ့စိတ်စင်းရဲကပြီးဆက်ခဲ့တဲ့မြလက်ကမ်းပြင်းစီရဘူးမေဒါအသက်တကြီးသွားလဲအမေတို့တုန်တင်ခဲ့တဲ့တိမ်မယူသားဆဲပူဒုစင်လူသားတွေမမုံလိုက်ကင်းနိုင်တာဒါနာလေမေတို့ပဲတော့မမျက်နှာအငယ်မခဲတော့ဘူးလေဒါကျူလာမေဒါတွေရေးကြည့်ဆုံးအမေပြီးအဖေပါအဖေကတာအတွက်တော့လူတာရဖျားအရင်တုန်းကမသိတတ်ခဲ့ပေမဲ့လည်းအခုချိန်မှာပြန်ပြီးမချို့တော့စကားနဲ့ချို့တော့တရားဒါရရေးကြည့်ဆုံးတော့အရာထဲကဒါအချစ်ဆုံးဖေပြောတဲ့ခါနာခဲလို့မဲ့တာထားပါတယ်အဖေပြောနေကြစကားလို့ပဲငါမရှိတော့မမေတို့တန်ဖို့နားလဲမယ်အဖေရှိနေတော့ကပဲအဖေတို့တန်ဖို့နားလဲလာလို့ဒါလည်းဝမ်းသာတယ်တောင်းပူပင်နေရဖို့နေဘူးကြီးထဲမှာဝမ်းစာရှာဒါတိုးကသူများတွေထဲတော့ချမ်းသာပါဒါပေမဲ့လည်းအဖေတို့ရဲ့သားဖြစ်ရတဲ့ဝမ်းသားကချင်းနေရှိတယ်အဖေတို့ကြောင့်တာအခုဆိုရင်23ဆိုရရွယ်ကိုလူလာမြောက်လာခဲ့အဖေတို့ဒုက္ခတွေရောက်တုန်းကအတော်ကြောင့်ပဲဒါပေမဲ့လည်းအဖေကရှုံးမပေးပဲမိသားစုမျက်နှာကိုကြည်ပွားခီးလန်းကိုရှောက်လာခဲ့ခဏလေးပဲဆောင်ပေးပါအဖေစိတ်ချမ်းသာမှုတွေပြည့်နေနေတာတာကြိုးစားပြီးပြန်ရောက်လာမယ်လေဆောင်အတီးရန်အေးတဲ့အဖေနွေးတယ်လေးနွေးတီတီလေးဝလို့နေပါလေဒါချစ်ချင်းမြတ်ရဲ့ကြောင့်အဖေနဲ့မိကျမ်းပါပါစေ